အော်နီယန်တို့ရဲ့ပြောစကားအရဥဆုပ်တာပျောက်သွားရင်ဒီအိမ်ထဲမှာပဲရှိနေမှာဖြစ်ပြီးအိမ်တော်ရဲ့တခင်မလေးခါရမှာစိတ်ရောဂါလေးရှိတဲ့အပြင်သူမိဘတွေဆုံးသွားပြီးကအမြဲတမ်းနေမကောင်းဖြစ်နေရကြောင်းဥဆုပ်ကသူ့ရဲ့အလိညာပုံမြင်နဲ့ရီမောအောင်လာပြောပြလေးရှိတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ပတ်စံတွေအများကြီးအမွေကြံခဲ့ပေမဲ့အချိန်ပြည့်ဝမ်းနည်းနေတဲ့ခါရကဥဆုပ်ရဲ့စွန့်စားတဲ့ဟာတာပုံမြင်တွေကိုအရန်သဘောကျရီမောလေးရှိတဲ့အကြောင်းမှပြောပြလိုက်တဲ့အတွက်ဥဆုပ်ကလူကောင်းတစ်ယောက်ဆိုတာကိုသိသွားကြပါတယ်အဲဒါကြောင့်ချက်ချင်းလူဖီကခါရစီကနေတင်မောတစီလောက်တောင်းဖို့ဆုံးဖြတ်လိုက်ပြီးလွယ်လွယ်နဲ့တော့ဝင်လို့ရမှာမဟုတ်တဲ့အတွက်သူ့ရဲ့နီလန်အတိုင်းရာဘာအမြောက်နဲ့အားလုံးကိုခေါ်ချသွားပါတယ်ပြီးရင်တော့ခါရတို့အနားကိုကြားလာခဲ့ပြီးဥဆုပ်ကတော့ဒီလူတွေကသူ့ရဲ့ဂုံသတင်းကိုကြားလို့အဝေးကနေလာပြီးသူ့ပင်လယ်သမားအဖွဲ့တဲ့ဝင်ငွေလာတောင်းတာဖြစ်တဲ့အကြောင်းထပ်ရွှေ့နေပေမဲ့လူဖီကတော့ချက်ချင်းတင်မောတောင်းတော့မဲ့ချိန်အိမ်တော်ရဲ့ဘန်နာဆိုကလဟာဒိုရဲကရောက်လာခဲ့ပါတယ်သူ့ရဲ့အကျင့်အတိုင်းမျက်မှန်ကိုလက်ဖမိုးနဲ့ပိတ်တိလိုက်ရင်းမဲ့ကိစ္စထွေထွေထူးထူးမရှိရင်ချက်ချင်းထွက်သွားဖို့ပြောပေမဲ့အရှိအကဲနားမလဲတဲ့လူဖီကတင်မောတစ်စင်းလောက်လာတောင်းတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ကလဟာဒိုရဲကတော့ဥဆုပ်ကစိုးရုပ်တဲ့ပင်လယ်သမားကောင်ရဲ့သားဖြစ်လို့အစင်အတန်းချင်းမတူတဲ့ခါရရဲ့အနားကိုမကပ်ဘူးနဲ့လိုချင်တဲ့ငွေကိုသူထုတ်ပေးမယ်လို့ပြောလိုက်ပါတယ်ခါရကတော့ဥဆုပ်ကိုပြန်တောင်းမှမှုပြောပေမဲ့အဲ့လိုအရန်ဆိုင်ကိုဘာမှအရေးပေးနေစရာမလိုပဲသူ့အဖေကလည်းရတနာတွေကိုမိသားစုတဲ့မမောလို့စွန့်ပစ်သွားတဲ့စောက်ယူတစ်ကောင်ဖြစ်တဲ့အကြောင်းကလဟာဒိုရဲကစော်ကားတဲ့စကားတွေဇက်တိုက်ပြောပြလိုက်ပါတယ်အဲစကားတွေကြောင့်ဥဆုပ်ကဒေါသမထိန်နိုင်တော့ပဲကလဟာဒိုရဲရဲ့မျက်နှာကိုထိုးပြလိုက်ကြတော့မှမမှတ်သေးရဲ့ပြင်အဲ့လိုအချမ်းကြီးနဲ့ပဲဖြည့်ရှင်းတတ်တဲ့အဖေတူသားဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်ဥဆုပ်ကတော့သူ့အဖေကအခုလိုပင်လယ်သမားတစ်ယောက်သမုဒ္ဒရာရဲ့ရဲရင်နဲ့စစ်တီတော်တစ်ယောက်ဖြစ်နေတာကိုဂုဏ်ယူတဲ့အကြောင်းနဲ့သူကလူလိန်တစ်ယောက်ဖြစ်နေရင်တောင်ပင်လယ်သမားတစ်ယောက်ရဲ့သားမဟုတ်ဘူးလို့ဘတော်မှလိန်ပြောမှမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ကလဟာဒိုရဲကတော့လက်မလျှော့ပဲဥဆုပ်လိုအရင်ဆိုင်ရဲ့သားလူလိန်ကောင်ကခါရကိုမြူဆွဲပြီးစီးစိမ်တွေကိုအပိုင်သိမ်းမှုကြံနေရသူသိရဲ့အကြောင်းနဲ့ပင်လယ်သမားရဲ့သားကအခုလိုအကြံပတ်ဆက်တာမဆန်းဘူးလို့စော်ကားလိုက်ပါတယ်ဂျားလေးကခါရတောင်းမှန်နေရကြောင်းဥဆုပ်ကစိတ်လျှော့လိုက်ပြီးမြဲသူတီကိုဘတော်မှထပ်မလာတော့ဘူးလို့ပြောခဲ့လိုက်ပြီးအိမ်တော်ထိန်ဖြစ်တယ်လို့ဒီအိမ်ရဲ့ဘန်နာဆိုးလေးဖြစ်တဲ့ကလဟာဒိုရဲကလူဖီတို့ကိုပါမောင်းထုတ်လိုက်ပါတယ်အဲ့ကိစ္စကြောင့်ခါရကအဆားစားချင်းစိတ်တောင်မရှိတော့ပြီမြဲကလဟာဒိုရဲကတော့စပုံမူကြီးစူးစမ်းချက်ပေးထားတဲ့ဟင်းကိုစားတဲ့အကြောင်းတိုက်တွန်းလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်သူ့အလုံးလုံးတဲ့တင်းမောဘွားကနေနှင်ချခံခဲ့ရတာကြောင့်တရောင်းသားတယောက်လိုတင်မလို့ဖြစ်နေခဲ့တဲ့ကလဟာဒိုရဲကိုတခြားသူတွေကလက်မခံကြပေမဲ့ခါရရဲ့အဖေကတော့ဘသူမှန်းတော့မသိရဲ့သူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်သူ့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဒီမီသားစုကိုကာကွယ်ဖို့တာဝန်သူ့မှာရှိပြီးခါရတာတခုခုဖြစ်သွားမယ်ဆိုရင်တည်ဆုံးသွားတဲ့ခါရရဲ့မိဘတွေကိုမျက်နှာပြရဲတော့မှမဟုတ်တဲ့အကြောင်းပြောရင်တောင်းပန်လိုက်ပါတယ်အဲ့အချိန်ဥဆုပ်တို့ရဲ့ရွာကိုမိုက်ကယ်ဂျက်ဆင်ရောက်လာခဲ့ပြီးသူ့ကိုလည်းအော်နီယန်ကတွေ့သွားတဲ့အတွက်လမ်းနောက်ပြန်လျှောက်နေတဲ့လူကြီးရွာထဲကိုဝင်လာတဲ့အကြောင်းလာပြောခဲ့ပါတယ်သူ့နာမည်ကဂျူကိုလို့ခေါ်ပြီးစိတ်ညှို့ပညာရှင်ခရီးသွားတစ်ယောက်ဖြစ်တဲ့အကြောင်းနဲ့သူကင်ထားတဲ့ကွင်းကိုကြည့်နေတဲ့သူမှန်သမျှ1-2ဂျူကိုလို့ရေပြီးရနဲ့အိပ်ပျော်သွားတဲ့အကြောင်းပြောပြလိုက်ပါတယ်တကယ်လုံးပြတဲ့အချိန်မှာလဲ1-2ဂျူကိုလို့ရေပြီးရနဲ့အိပ်ပျော်သွားပေမဲ့သူကပါကြည့်နေရကြောင်းတောက်ကျုံးနဲ့စိတ်ညှို့ပညာရှင်ကြီးမှန်တည်သွားရပြီးလူဖီကလည်းတယောက်တည်းဆွေးနေတဲ့ဥဆုပ်စီကိုရောက်သွားခဲ့ပါတယ်ဘသူတွေဘာပြောဦးလေးရဆုပ်ကတကယ်တော်တဲ့ပင်လယ်သမားတစ်ယောက်ဖြစ်တဲ့အကြောင်းအားပေးလိုက်ပြီးသူတို့တွေစကားဆက်ပြောနေကြတဲ့အချိန်ကမ်းခြေမှာဘန်နာဆိုကလဟာဒိုရဲကိုတွေ့လိုက်ရပါတယ်သူ့ဘေးမှာဂျူကိုလည်းရှိနေပြီးအစီအစဉ်တွေအစင်းလေးဖြစ်နေပြီလားလို့မေးလိုက်တဲ့အချိန်ဂျူကိုကလည်းသူတို့ကြိုက်တဲ့အချိန်တရေတမိခါရကိုလှုပ်ကြံလို့ရပြီဖြစ်တဲ့အကြောင်းပြောတဲ့အတိုင်ကိုလူဖီရောဥဆုပ်ပါကြားလိုက်ရပါတယ်သူတို့ကခါရမတော်တဆတေးသွားတဲ့ပုံစံလို့ပို့ဇက်တိုက်ထားကြတာဖြစ်တဲ့အပြင်မသေးခင်မှာလည်းသူ့ကိုစိတ်ညှို့ပြီးအမွေတွေအားလုံးကိုဘန်နာဆိုကြီးကလဟာဒိုရဲထံပေးရခဲ့သည်ဆိုတဲ့တေးတန်းစာကိုပါရေးခိုင်းမှုကြံစီထားကြတာဖြစ်ပါတယ်3နှစ်လုံးခါရနဲ့တခြားသူတွေယုံကြည်လာအောင်ဟန်ဆောင်နေခဲ့တာကဘယ်သူမှမရိပ်မိစေမဲ့အဲ့ဒီအကြံစီကြောင်းဖြစ်ပြီးသူ့ရဲ့နာမည်အရင်ကလည်းကလဟာဒိုရဲမဟုတ်ပဲကပတိန်ခူရိုလို့ခေါ်တာဖြစ်ပါတယ်လွန်ခဲ့တဲ့3နှစ်ကသူ့တပည့်တယောက်ကိုသူ့အစားဟန်ဆောင်ခိုင်းပြီးကပတိန်ခူရိုကွက်မြက်ခံလိုက်ရပြီဆိုတဲ့သတင်းလွှင့်ခဲ့တာကြောင့်ဘယ်သူမှတန်တရားမဝင်အစိုးရကလည်းလိုက်ဖမ်းတာကိုမခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒါအပြင်ခါရရဲ့မိဘတွေကိုလည်းသူပဲတက်ခဲ့တာဖြစ်တဲ့အကြောင်းဂျူကိုနဲ့အပြန်အလှန်ပြောနေကြတာကိုဥဆုပ်ကကြားသွားခဲ့ပြီးသူတို့လူတွေလည်းဒီကျွန်းကစိုက်ကန်းတစ်ခုကိုရောက်နေကြပြီဆိုတာသိလိုက်ရပါတယ်ငတုံးလူဖီကတော့တိတ်နာမလဲပြီမဲ့ကပတိန်ခူရိုဆိုတာပင်လယ်ဓမြလောကမှာအပားနဲ့ဆုံတဲ့အရဲဆက်ဆုံးလို့ကြော်ကြားတဲ့သူဖြစ်တဲ့အကြောင်းဥဆုပ်ကပြောပြလိုက်ပြီးဂျွမ်နဲ့ခါရပါအသက်အန္တရာယ်ရှိနေပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါကိုမြောက်မာတာကမင်းတို့ကောင်တွေကောင်မလေးကိုမတက်ခိုက်ကြနဲ့လို့သွားအောင်ပြောလိုက်တဲ့အတွက်သူတို့နှစ်ယောက်ရှိနေတာကိုခူရိုနဲ့ဂျူလိုကတီးသွားရကြောင်းချက်ချင်းရှင်းပြဖို့ဂျူကိုအမိန့်ပေးလိုက်ပါတယ်ဂျူကိုကဒီအကွင်းလေးကိုတေချာကြည့်ထားလို့ပြောလိုက်တာနဲ့ငတုံးလူဖီကလည်းပြောတဲ့အတိုင်းလိုက်လုပ်တဲ့အတွက်နှစ်ယောက်လုံးအိပ်ပျော်သွားကြတဲ့အချိန်လူဖီကတော့ကန်းဆောင်ကနေပါအောက်ကိုပြုတ်ကျသွားပါတယ်ဒီအမြင့်ကနေခေါင်းနဲ့တက်တက်ကြတာဖြစ်လို့လူဖီအသက်ရှင်နိုင်စရာမရှိပဲကြံတဲ့ဥဆုပ်ကိုလည်းဂျူကိုကထပ်သက်မဲ့အလုပ်ခူရိုကမလိုအပ်တဲ့အကြောင်းပြောပြလိုက်ပါတယ်မနှက်ပြမိုးတောက်တာနဲ့ကန်းကြီးမှာစောင့်နေတဲ့သူတွေနဲ့အတူရွာကိုဖျက်ဆီးပြီးခါရကိုပါလောက်ချက်မှုခူရိုကအမိန့်ပေးလိုက်တဲ့အပြင်အဲ့ဒါတွေကိုဥဆုပ်သိနေရင်တော့သူပါလို့ကိစ္စမရှိတဲ့အကြောင်းခနဲ့လိုက်ပါတယ်ဥဆုပ်ကသူနဲ့အတူတူကြီးပြင်းခဲ့တဲ့သူတွေသူချစ်ရတဲ့သူတွေနဲ့ခါရကပါအနေရရှိနေပြီဖြစ်လို့အားလုံးမသေးရအောင်ကြိုတင်သတိပေးဖို့ရွာတဲ့ဘက်ကိုထွက်သွားခဲ့ပါတယ်အထက်ခွန်တိုက်တန် recap တော့တင်းလို့မရသေးပေမဲ့အခုတလော PUBG Mobile နဲ့မှာ collab event ရှိနေရကြောင်းကျွန်တော်ကတော့တော်တော်လေးစော့ပြနေရဲ့အခုလေ AOD အတွက် character တွေဖြစ် Eren Yeager Mikasa Akaman နဲ့ Armin Alet အပြင်ကင်းနောက်တက်ရဲ့ဗိုလ်ကြီးလီဖိုင်တို့ကပါ skin တွေအနေနဲ့ရောက်နေကြပြီဖြစ်ပါတယ်အဲ့ဒါနဲ့မကသေးပဲ Titan skin တွေနဲ့ ARMA Titan တေးသေးလေးကပါ champion ဖြစ်ပါသေးတာဖြစ်လို့ AOD fan တွေကတော့ time limited collab skin တွေကိုတေချာပေါက်လက်လွတ်မခံသင့်ပါဘူးတခြား item တွေအနေနဲ့ M4 Babet နဲ့ Carry လည်းပါသေးတာဖြစ်လို့ Masterpiece Anime Attack on Titan ကိုကြိုက်တဲ့သူတွေဆိုရင်တော့ကျွန်တော်လိုပဲကင်းနောက်တသားတယောက်အနေနဲ့ PUBG Mobile ထဲမှာတာဝန်ထမ်းဆောင်လို့ရပါပြီ
နာမီတို့ကလည်းလူဖီတို့အရန်ကြနေတဲ့အတွက်စိတ်ပူနေကြတဲ့အချိန်မှာဥစွတ်ကအမောတကောနဲ့ရောက်လာခဲ့ပြီးသူတို့ကိုတောင်ဂယုမဆိုင်ပဲရွာတဲ့ဘက်ကိုထွက်သွားတာကိုတွေ့လိုက်ရပါတယ်သူတပည့်တွေကတော့ဥစွတ်ရဲ့ပုံစံကထူးဆန်းနေရကိုတတိထားလိုက်မိပြီးဇိုရိုကလည်းလူဖီနဲ့ဥစွတ်အတူတူသွားခဲ့တဲ့စကန်စီကိုလိုက်ဖို့ဥစွတ်ရဲ့တပည့်၃ယောက်ကိုပြောလိုက်ပါတယ်ဥစွတ်ကပင်လယ်သမားတွေမနှက်ဖြန်ရွာကိုလာတိုက်ခိုက်ကြတော့မှဖြစ်တဲ့အကြောင်းလိုက်လံအော်ပြောပေးမယ်ဘသူကမှအရေးတယူမလုပ်ကြပဲသူ့ကိုခါတိုင်းလို့ဆုံးမဖို့တပြက်စီးတွေနဲ့ထွက်လာကြပါတယ်ဒီတစ်ခေါက်တော့သူ့လိန်နေရမဟုတ်ပဲတကယ်ပြောနေရဖြစ်တဲ့အကြောင်းရှင်းပြပေးမယ်ရွာသားတွေကတော့ဥစွတ်နေတိုင်းလိုက်အောင်နေတယ်လို့အလိန်ညာတွေလို့ပဲထင်သွားကြပြီးကလဟာတိုရဲလိုမျိုးရိုးရိုးသားသားနေဖို့တောင်ပြန်ပြီးဆုံးမပေးလိုက်ကြပါတယ်အဲ့အချိန်ကျမှဥစွတ်လည်းခုလိုပြောတဲ့သူပါလုံးလို့ကိစ္စမရှိဘူးဆိုတဲ့စကားကိုနားလည်သွားခဲ့ပြီးရွာသားတွေကသူ့စကားကိုဆိုရင်ရုံမမဟုတ်လို့လှုပ်ပေးခဲ့ရမှန်သဘောပေါက်သွားခဲ့ပါတယ်အဲ့အချိန်ခါယာကတော့သူ့ရဲ့တစ္ဆာရှိဘန္နာဆိုကြီးကလဟာတိုရဲအတွက်တခြားမျိုးကနေအောင်တကူတကမှားပေးထားတဲ့မျက်မှန်ကိုလက်ဆောင်ပေးဖို့ပြင်ဆင်နေပြီးမနှက်ပြတ်ဆိုရင်ကလဟာတိုရဲဒီအိမ်ကိုရောက်တာ3နှစ်ပြည့်ပြီဖြစ်တဲ့အကြောင်းပြောနေကြတာဖြစ်ပါတယ်အဲ့ချိန်ဥစွတ်ကတော့မနှက်ပြန်ပင်လယ်သမားတွေတကယ်လာတိုက်ခိုက်မှဖြစ်တဲ့အကြောင်းသူဘလို့ပဲပြောရုံမဲ့သူမရှိပဲကန်ဆာမှာလိုက်ရှာနေကြတဲ့ဇိုရိုတို့ကလည်းလူဖီစောက်ထိုးပြုတ်ကျနေတာကိုတွေ့သွားကြပါတယ်တည်သွားပြီလားလို့ထင်လိုက်ကြပြီမယ်ဇိုရိုကလူဖီရဲ့ဟောက်တန်ကိုကြားနေရတာကြောင့်တကောင်သားကအိပ်ပျော်နေရမှန်းတီးသွားခဲ့ပြီးရာဘာလူသားဖြစ်နေရကြောင်းလည်းဘာမှမဖြစ်သွားခဲ့တာဖြစ်ပါတယ်ဥစွတ်ကတော့သူ့ရဲ့စကားဆိုရင်အမြဲယုံကြည်ပေးတဲ့တူတဲတော်သူခါယာကိုဒီအိမ်ကနေအမြန်ထွက်သွားဖို့နဲ့ဘန္နာဆုကလဟာတိုတွေကခါယာကိုလှည့်စားနေတဲ့တကယ်ပင်လယ်သမားကြီးဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီအိမ်ရဲ့စီးစိမ်တွေကိုအပိုင်တိုင်းရင်လိုအကြံနဲ့ချင်းကဲခဲ့တာဖြစ်ပြီး၃နှစ်လုံးလုံးဟန်ဆောင်နေခဲ့တာဖြစ်တဲ့အပြင်မနှက်ပြတ်မိုးလင်းရင်ခါယာကိုလာတတ်တော့မှဖြစ်တဲ့အကြောင်းပြောပြပေးမယ်ခါယာကတော့ကလဟာတိုရဲဟိုနေ့ကဥစွတ်ကိုပြောလိုက်တဲ့စကားကြောင့်စိတ်ဆိုးပြီးသူ့ကိုလာလိန်ပြောနေရလို့ထင်သွားခဲ့ပါတယ်အဲအကြောင်းလေးကိုလူဖီကလည်းကြံတဲ့သူတွေကိုပြောပြလိုက်တဲ့အတွက်အော်နီယန်တို့ကရွာကနေအချိန်မီထွက်ပြေးဖို့ပြန်သွားကြပြီးလူဖီကတော့အသားကင်းဆိုင်ကလူတွေထွက်မပြေးခင်သွားစားရမယ်လို့ပြောနေတဲ့အတွက်ဇိုရိုထူတာခံလိုက်ရပါတယ်တစ်ချိန်ကဥစွတ်ရဲ့စွန်သားကန်းတွေကိုယုံယုံကြည်ကြည်နဲ့နားထောင်ပေးခဲ့တဲ့ခါယာကအဲ့ဒါတွေကိုသူ့လိန်နေမှန်းသိရတဲ့သဘောကျမိခဲ့ပေမဲ့အခုလိုတခြားသူကိုကြောက်တုံးမို့လိန်ပြောတာကတော့လွန်တဲ့အကြောင်းခါယာကပြောပြလိုက်ပါတယ်အဲ့အချိန်မယ်ရီကအတန်ကြားလို့ဝင်လာတဲ့အတွက်ခါယာကိုအန်ရကြားထဲမှာမထားခဲ့နိုင်တဲ့ဥစွတ်လည်းအတင်းကျပ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ကိုယုံမိုးနဲ့ဒီကနေထွက်ပြေးဖို့ပြောရင်လုံုံရည်တွေကိုပါလေးကွာနဲ့ပြန်ခုခံပြီးခေါ်သွားဖို့လုပ်ပေမဲ့ဂျုံတရက်ခါယာကပြောမရတဲ့ဥစွတ်ကိုပါတစ်ချက်ချမိလိုက်ပါတယ်စိတ်ပြတ်ဖို့ကောင်းတယ်လို့ပါပြောလိုက်တဲ့အတွက်ဥစွတ်လည်းမယုံကြည်နိုင်ဖြစ်သွားခဲ့ပြီးအဲ့အချိန်မယ်ရီကတနက်နဲ့ပြဖို့လုံနေအောင်ခါယာကဝင်တားလိုက်ပြီးမဲ့ဥစွတ်ရဲ့လက်ကိုတော့ထိသွားခဲ့ပါတယ်ဒါပေမဲ့ရွာသားတွေကလိုက်ဖမ်းနေရကြအဝေးကိုထွက်ပြေးသွားခဲ့ပြီးစိတ်ကမ်းမှာတော့ကပတိန်ခူရိုကသူ့ရဲ့ပင်လယ်သမားအဖွဲ့ကိုမနှက်ပြန်ရွာတွေကရှိသမျှအကုန်ဖျက်ဆီးပစ်ဖို့အမိန့်ပေးနေကြတာဖြစ်ပါတယ်ဥစွတ်ကတော့ခါယာကတော့သူ့ကိုမယုံတော့တာကြောင့်မျှော်လင့်ချက်မဲ့သွားခဲ့ပြီးဒီအတိုင်းသူတယောက်တည်းမသိအောင်ထွက်ပြေးဖို့စဉ်းစားလိုက်ပြီးမဲ့လေသူနဲ့အတူကြီးပြင်းခဲ့တဲ့ရွာသူရွာသားတွေကိုစိတ်မချဖြစ်နေအောင်သူတပည့်လေး၃ယောက်ကရောက်လာခဲ့ပါတယ်လူဖီမသေးသေးတာကိုမြင်လိုက်ရတာကြောင့်အံ့ဩသွားတဲ့ပြင်ကလေးတွေကလည်းသူတို့အကြောင်းဆုံးကိုတီးပြီးပြီဖြစ်တဲ့အတွက်ရွာသားတွေကိုလိုက်တတိပေးမယ်လို့ပြောကြပေမဲ့ဥစွတ်ကတော့သူခါတိုင်းလိုပဲလိန်ပြောနေရဖြစ်တဲ့အကြောင်းဂျီမော်ရင်ပြောပြလိုက်ပါတယ်လူဖီကိုပါလိန်ခိုင်းခဲ့တာလို့ပြောလိုက်တဲ့အတွက်ကလေးတွေလည်းဘန္နာဆိုးကတောက်ကျမကောင်းတဲ့ကောင်ဖြစ်နေရင်တောင်သူတပားကိုထိခိုက်စေလောက်တဲ့အထိလိန်ပြောခဲ့တဲ့ဥစွတ်ကိုသူတို့အထင်သေးသွားပြီဖြစ်တဲ့အကြောင်းပြောရင်ထွက်သွားကြပါတယ်သူကလူလိန်တယောက်ဖြစ်နေရကြောင်းသူပြောတာကိုဘသူမှရှုံမမဟုတ်ပဲလူတိုင်းကမနှက်ပြန့်ကိုပုံမှန်အတိုင်းတာရတဲ့နေလေးတရက်လို့ထင်နေကြတာကြောင့်သူတို့ထင်တယ်လို့ဥစွတ်ကအလိန်အညာပြောခဲ့တဲ့ဆိုတာကိုပဲဆက်ရှိနေစေဖို့မနှက်ပြန့်လာမဲ့ပင်လယ်သမားတွေကိုစိတ်ကမ်းမှသူကိုယ်တိုင်တောတာမဲ့အကြောင်းဥစွတ်ကပြောပြလိုက်ပါတယ်အဲ့ဒါမှသာရွာကိုဘသူမှမဖြတ်စည်းတော့ပဲသူကလူလိန်ဆိုတဲ့အချက်ကလည်းမှန်မှဖြစ်တဲ့အပြင်သူ့ကိုဓမျက်စီးနဲ့ပဲရတနက်နဲ့ပဲပြပြသူမွေးခဲ့တဲ့ဒီရွာလေးကိုကာဝယ်ပေးဖို့ဥစွတ်ကဆုံးဖြတ်ချက်ချလာခဲ့တာဖြစ်ပါတယ်ဥစွတ်ပြောတဲ့စကားတွေကိုကြားလိုက်ရတဲ့လူဖီတို့၃ယောက်လည်းသူတို့ပါကူညီဖို့ဆုံးဖြတ်လိုက်ကြပြီးဘာမှကြောက်မနေဘူးပြောပေမဲ့တစ်ဖက်ကရင်ဆိုင်ရမှာကလည်းကပတိန်ခူရိုရဲ့လူတွေဖြစ်နေရကြောင်းကြီးမြတ်တဲ့ကပတိန်ဥစွတ်လည်းကြောက်တူးတုံနေခဲ့တာဖြစ်ပါတယ်သူ့ကိုတနာရမျိုးတော့မလိုချင်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့သူတို့ကဥစွတ်ရဲ့စိတ်ဓာတ်ကိုလေးစားလို့ကူညီပေးတာဖြစ်ပြီးတနာရဲ့ဆိုုံနဲ့တော့သူတို့အသက်တွေကိုစွန့်ပြီးတိုက်ခိုက်ပေးမှာမဟုတ်ဘူးလို့ရှင်းပြလိုက်တဲ့အတွက်မနက်မိုးတောက်တာနဲ့လူဖီတို့အဖွဲ့ကကပတိန်ခူရိုရဲ့ပင်လယ်သမားအဖွဲ့ကိုရင်ဆိုင်ချရတော့မှာဖြစ်ပါတယ်ဒါကတော့ One Piece အပိုင်း6ဖြစ်ပြီးအပိုင်း9ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်